ယောက်ျားရဲ့မာကြီးတွေတောင်ငွေရှာရခက်ခဲနေတဲ့ဒီအချိန်မှာအမျိုးသမီးလေးတွေကိုအားကိုပြီးရှာဖွေနေကြတာမလွယ်ကူကြပါဘူး။ငါရှာမရမယ်ငါလုံးမရမယ်ဆိုရင်စိတ်နဲ့တာဝန်သိစိတ်တွေနဲ့စူးစမ်းနေကြတာပါ။မိန်းကလေးတယောက်ကိုအားကိုပြီးအလုံးမနာတမ်းစူးစမ်းပတ်စံရှာတယ်ဆိုတော့သူမအရန်တော်နေလို့အရန်တန်မာနေလို့မဟုတ်ပါဘူး။ပတ်စံရမ်းမဲ့လို့လည်းမဟုတ်ပါဘူး။ခက်ခဲတဲ့လောကဒဏ်ကြားတဲ့လူမျိုးမျိုးစိတ်မျိုးမျိုးကြုံခဲ့သိခင်ရလို့မိန်းကလေးတယောက်အမြဲတမ်းရှင်သန်နိုင်ဖို့ကိုယ့်ခြေထောက်ပေါ်ရပ်တည်နိုင်ဖို့မိသားစုအတွက်အနာဂတ်ရည်မှန်းချက်တွေပြည့်ဖို့ကြိုးစားရုန်းကန်နေကြတာပါ။ဒါကြောင့်ဘယ်နေရာမှာပဲရှိနေပါကိုယ့်ခြေထောက်ပေါ်ကိုရပ်တည်ရပဲအဓိပ္ပာယ်ရှိပါတယ်။ကိုယ်ပိုင်ဝင်ငွေမှမရှိရင်ကိုလှုပ်ချင်တဲ့အိမ်မက်တွေကိုရည်မှန်းချက်တွေအများကြီးဆုံးရှုံးရတတ်တယ်။တခုခုမဝယ်ခင်တခုခုမစားခင်မျက်နှာကြည့်နေရတာတွေကပိုပြီးပင်ပန်းနေ။ဒါကြောင့်ဘသူ့ကိုမှမမီခိုနေမိခိုဆိုတဲ့စကားလုံးတွေနောက်မှာမျက်နှာငယ်ရတတ်တယ်။ဘဝတွေရှင်သန်နေဖို့ကြိုးစားနေတဲ့မိခင်များနဲ့အမျိုးသမီးများအားလုံးကိုလေးစားလျက်ပါ။